ဟိုနေ့ကပေါ့နော်နေစီပုံလေးပြလိုက်တဲ့ဟာကိုသူကပေါ့နော်ဒီလိုတပွေနဲ့မဟုတ်ဘဲနဲ့ပေါ့နော်ဒီလိုခေါင်းလေးနဲ့ပေါ့နော်တွဲပြီးလုပ်တဲ့ဟာလေးပြပေးပါဦးနဲ့ခေါင်းလေးနဲ့ကျတော့လေသူကတခါလဲမလုပ်ဘူးပေါ့နော်ဒီလိုခေါင်းတက်ဒီလိုပေါ့နော်ဒါကိုတက်နဲ့ဒီအပွင့်နဲ့ဒီလိုတွဲတာကိုပို့ချိုက်တယ်ပေါ့နော်အချမို့ဒီလိုလေးပဲလုပ်တာပေါ့နော်ဟိုခွင်းကိုတခါလဲလုပ်ပြီးတော့ခေါင်းတခါလေးလုပ်ပြီးတခါလေးအပွင့်လုပ်ရင်လည်းရရပေါ့နော်ဒါပေမဲ့အခုကကျတော့ဒါလေးပဲပို့ကြိုက်တဲ့အတွက်ဒါလေးပဲလုပ်ပါတယ်ဒီလိုလေးပါဒါလေးလုပ်မယ်ဆိုရင်သူ့ဒီလိုပေါ့နော်ဒါလေးချစ်တော့ခါပြီးဒါလေးကိုဒီလိုနော်ကိုကြိုက်တဲ့နေရာမှာပေါ့နော်အဆင်ပြေတယ်လို့လေးပေါ့နော်ခေါင်းကတော့ကိုအတူအရှိရခြင်းတဲ့ပုံမှာမူတည်တယ်ဒီလိုပေါ့နော်ဒီလိုတိုးချင်နေရတယ်ဒီလိုရှိလေးထားခြင်းနေရတယ်နော်ကိုအင်ဂျီပေါ်မှာမူတည်ပြီးတော့အခုကတော့ဒီလိုအတူပဲဒီလောက်ဒီချီလေးမပေါ်ခြင်းလို့ပေါ့နော်ဒီလောက်လေးပဲလုပ်ပါမယ်သူ့ကိုလုပ်မှဆိုရင်တော့နော်နည်းနည်းလေးကောင်းကိုနည်းနည်းတဲ့အောင်တော့နည်းနည်းလေးထိန်ရတာပေါ့နော်အဲ့ဒါပြင်သူ့ကိုချီတုပ်လိုက်မယ်ချီရတော့ဘောနော်ကိုအဆင်ပြေတယ်လို့လေးတုပ်လို့ရပါတယ်ဟိုနီလန်းနေတော့မရှိဘူးဘောနော်အတိကတော့သူကအပွင့်နဲ့ခေါင်းနဲ့ဒီလိုလေးတွဲသွားရင်ရပြီဘောနော်ဒါလေးကိုတစ်ချက်လောက်တုပ်လိုက်မယ်ပြင်ဒီပဲချမ်းကိုတုပ်မယ်ပြင်ဒါလေးကိုဖြတ်လိုက်မယ်ဘောနော်ဖြတ်ပြင်ချီထပ်တုပ်လိုက်ရပြီဘောနော်ဒီလိုလေးပေါ့နော်သူကဒီအပွင့်ထက်ကိုမကြော်ရဘူးပေါ့အဲ့ဒါပြီးရင်ချန်နာလေးကိုချီထပ်တုံးမယ်ပြီးရင်သူ့လည်းဒီဘက်ချီပြန်ထပ်တုံးမယ်ဒီလိုလေးပေါ့နော်အဲ့ဒါဆိုရင်သူကရပြီပေါ့နော်ဒီလိုလေးပါတပင်းဒါကျတော့ကွင်းဘက်ကွင်းရလည်းဒီလိုပြန်တုတ်ထားတာပဲအဲ့ဒါဆိုရင်ဒီလိုလေးဒါလေးရပါပြီအလုံးလိုက်လို့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်